အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇလံကြောင်းရာလေးကတော့အခန်း300ခွန်မှအတန်ပဲဖြစ်ပါတယ်2018ခုနှစ်မှာကိုထက်ဆိုတဲ့တက္ကသိုလ်ကျောင်းသားတယောက်ကမိုးရာသီအတွင်းမှာအထက်မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်တွေနဲ့တဲခိုရိပ်သာတွေကိုပစ္စည်းပို့တဲ့အလုပ်ကိုယာယီလုပ်ကိုင်ခဲ့ပါတယ်တညနေခင်းမှာတော့မိုးကလည်းအရန်ကြီးတော့ပြင်ဦးလွယ်မှာရှိတဲ့လမ်းတွေကရေတွေလွှမ်းနေကြတာပေါ့နော်အဲ့တော့သူကအိမ်ပြန်ဖို့အဆင်မပြေခဲ့ပါဘူးနေကန်ကားဆရာတယောက်ကထွေးရှူတော့အကွယ်ထွေးရှူတော့ရဲ့ဘေးမှာရှိတဲ့အဲ့ရိပ်သာအဟောင်းလေးတစ်ခုကိုညွန်ပေးခဲ့ပါတယ်နေရာကအစာပိုင်းမှာထူးဆန်းတယ်လို့တော့ရှိပါတယ်။ဆိုင်းဘုတ်ကမီးလျံကလည်းတစ်ဖြက်ဖြက်ပွင့်လိုက်ပိတ်လိုက်နဲ့ဖြစ်နေပါတယ်။ဧည့်သည်တွေလည်းမတွေ့ရပါဘူး။အတန်ဆိုလို့ခေါမိုးပေါ်ကိုမိုးရီကြတန်ပဲရှိပါတယ်။အဲ့ဆိုကောင်တာမှာထိုင်နေတဲ့မိမကြီးကဖြည်းဖြည်းလေးမော့ကြည့်ပြီးတော့ပြောလိုက်ပါတယ်။